အားလုံးပဲမင်္ဂလာပါကျွန်တော်ကရှွန်းပိုင်ဦးရင်ဖြစ်ပါတယ်ဗျကျွန်တော်ဒီမှာအမြန်လန်းကိုခရီးသွားဖို့အတွက်စီယိုဘလို့အခက်အခဲမျိုးလေးတွေရှိလဲဘလို့မျိုးအခြေအနေမျိုးလေးရှိလဲဆိုတာကိုကျွန်တော်ကကိုယ်တိုင်သွားခဲ့တဲ့အရာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဒါကပြောပြပေးခြင်းဖြစ်ပါတယ်ခင်ဗျနံပါတ်1ကျွန်တော်တို့စီရဆိုရင်သူ့လီတာနဲ့သူပေးတာတော့ဟုတ်ပါတယ်ဗျဒါပေမဲ့တိုင်းတိုင်းကြော်ဝိုင်းကျွန်တော်တို့ကတော့စီသူသတ်မှတ်ထားတဲ့လီတာအတိုင်းကိုသူအပြည့်ပြန်ရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပါအခုဆိုရင်ကျွန်တော်တို့တနင်္လာနေ့မှာရန်ကုန်ကနေပြီးတော့ကိုလီတာအရာစီကိုထည့်သွားတယ်ဆိုရင်အကယ်၍ကျွန်တော်တို့ဒီမှာရန်ကုန်မှာအပြည့်ထည့်သွားတယ်ဆိုရင်115မိုင်ကြာရင်ကျွန်တော်တို့ကစီရမလျော့သေးဘူးအနည်းဆုံးတော့ကတော့စီရောတဲ့နေရာကတော့နေပြည်တော်ပဲဖြစ်ပါတယ်ဗျနေပြည်တော်မှာကျွန်တော်တို့ကစီတစ်ချိန်ဝင်ထည့်လိုက်တယ်ဒါပေမဲ့တချို့ကကြတော့စိုးရိမ်ကြတယ်အမြန်လန်းချလန်ဖြတ်တဲ့စာရဲတွေပါယူသွားဒါပေမဲ့ယူသွားရပါတယ်ဒါပေမဲ့စီတိုင်းမှာထည့်ရင်တော့အဲ့ဒါတွေကတော့မလိုအပ်ပါဘူးဗျအဓိကကတော့ကျွန်တော်တို့နေပြည်တော်မှာဆိုရင်စီထည့်ကြတယ်အရင်များတဲ့ချိန်ဆိုရင်တော့9မိနစ်10မိနစ်လောက်ပဲတန်းစီရတာပါဗျအဲ့လောက်တော့မှမစီရပါဘူးအဲ့ဒီမှာကျွန်တော်တို့ကအခု1.5 လေးတွေ1.8 လေးဆိုရင်ပေးထားတဲ့35လီတာဆိုရင်နေပြည်တော်မှာ35လီတာကိုပြန်ပြီးတော့အပြည့်ရပါတယ်ဗျအမှတနင်္လာနေ့မနက်ကနေပြီးတော့ကျွန်တော်တို့ကအပြည့်ထည့်ပြီးသွားတယ်ရန်ကုန်ကနေအပြည့်ထည့်ပြီးသွားတယ်ဆိုရင်နေပြည်တော်ရောက်တဲ့အချိန်ကျရင်နေပြည်တော်မှာနောက်ထပ်35လီတာအပြည့်ထည့်ရပါတယ်ဗျနေပြည်တော်ကနေပြီးတော့ဒါကျွန်တော်သွားတဲ့ခီးစဉ်ဆိုရင်ပကံညောင်ပုတ်ပါပေါ့နေပြည်တော်မှာဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင် तू ကအမြန်လမ်းမှာတော့စုံကတော့မခွဲထားပါဘူးဗျဒါပေမဲ့စီဆိုင်မှာတော့ကျွန်တော်တို့စုံကတော့ခွဲထားပါတယ်ဗျနေပြည်တော်မှာကျွန်တော်ကတော့မာကားလေးပေါ့73ရက်နေ့ထွက်သွားတာဆိုတော့73ရက်နေ့မှာကျွန်တော်အမှမာကားလေးပေးတဲ့အတွက်ကြောင့်မလို့နေပြည်တော်မှာနောက်ထပ်ကျွန်တော်လီတာ30လောက်ကိုကျွန်တော်ထပ်ထည့်လိုက်တယ်ထည့်ပြီးတော့ကျွန်တော်မိထီလာရောက်တဲ့အချိန်မှာမိထီလာထီကိုကျွန်တော်စီမရော်သေးဘူးဗျကျွန်တော်က1.5ဆိုတော့ကြောက်ပတောင်းရောက်တဲ့အချိန်မှာကျွန်တော်ကြောက်ပတောင်းမှာစီတရုံးရော့ပါအဲ့တော့ကြောက်ပတောင်းကနေပြီးတော့ဗကန်ထီကိုစီဆိုင်မှာကားတိုးတဲ့စီတစည်းမှမရှိဘူးဗျအဲ့ဒီမှာကျွန်တော်တို့ ECC ထည့်သွားလို့ရတယ်ထည့်သွားပြီးတော့ကျွန်တော်အဲ့ဒီမှာအင်္ဂါဗုဒ္ဓဘူးနေပြီးတဲ့အချိန်မှာကျွန်တော်မိထီလာကိုပြန်ဆင်းလာတဲ့အချိန်မှာကျွန်တော်မိထီလာမှာစီတစ်စက်မှမထည့်ရသေးဘူးမထည့်ရသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်မိထီလာမှာ35လီတာစီအပြည့်ပြန်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်မိထီလာကနေပြီးတော့မန္တလေးကိုထပ်ပြီးတော့ပြန်သွားတယ်မန္တလေးမှာကျွန်တော်စီနောက်ထပ်ထပ်ရတယ်ဆိုတော့ကျွန်တော်ကမိထီလာကျတော့မန္တလေးတိုင်းနဲ့ဝင်သွားတယ်မန္တလေးတိုင်းနဲ့ဝင်သွားကြမိထီလာမှာကျွန်တော်ကစီယို35လီတာရတဲ့ချိန်မှာ10လီတာထည့်လိုက်တယ်ဆိုရင်ကျန်တဲ့25လီတာကျွန်တော်မန္တလေးမှာပြန်ပြီးတော့ထည့်လို့ရတယ်ဗျအဲ့တော့မန္တလေးမှာကျွန်တော်25လီတာကျန်တဲ့ဟာကိုကျွန်တော်ထပ်ထည့်လိုက်တယ်ထပ်ထည့်လိုက်ပြီးတော့မိထီလာကိုပြန်လာတယ်စီရတော့မလျော်သေးဘူးပေါ့ဗျအဲ့ဒီကနေပြီးတော့ကျွန်တော်ထပ်ပြီးတော့ကလောကိုထပ်တက်လိုက်တယ်ကလောကိုထပ်တက်လိုက်တဲ့အချိန်မှာကလောရောက်တော့ကျွန်တော်ကရှမ်းပြည်နယ်ဖြစ်သွားသူကသူတိုင်းချပြည်နယ်ချဖြစ်သွားတဲ့အတွက်ကြောင့်ကလောမှာကျွန်တော်စီနောက်ထပ်35လီတာအပြည့်ထည့်ရပြီးတော့ကလောမှာကျွန်တော်ပတ်လိုက်တယ်ပတ်ပြီးတော့ကျွန်တော်မိထီလာကိုပြန်ဆင်းလာတဲ့အချိန်ကျကျွန်တော်မန္တလေးတိုင်းအတွက်ကစီရတော့ limit ပြည့်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်နေပြည်တော်ပြန်လာတယ်နေပြည်တော်ပြန်လာတဲ့အချိန်မှာနေပြည်တော်မှာကျွန်တော်ကထပ်ပြီးတော့လီတာ30ထည့်ထားတယ်တနင်္လာနေ့လီတာ30ထည့်ထားရတဲ့အတွက်ကြောင့်မလို့ကျွန်တော်မှ9လီတာပဲထည့်ရတော့အဲ့တော့ကျွန်တော်9လီတာရတဲ့လောက်လေးကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်တော့115မိုင်မှာနေပြည်တော်တိုင်းဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒီချိန်မှာသူတခုတော့ရှိတယ်ဗျဟို6နာရီဆိုရင်တော့စီဇန်နေကသူစီကန်အတိုင်းပဲသူပေးတယ်6နာရီဆိုရင်တော့စီဇန်နေအားလုံးပိတ်ပါအဲ့တော့ကျွန်တော်နေပြည်တော်မှာထပ်ပြီးတော့မရတော့တဲ့115မိုင်မှာထပ်ပြီးတော့မရတော့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒီချိန်မှာအများအခက်အခဲဖြစ်တဲ့နေရာမှာကုညီပေးတဲ့တခုတော့ရှိတယ်ဗျကျွန်တော်တို့148မိုင်လား BOC မှာဆိုရင်ကျွန်တော်ကည9နာရီကျော်လောက်ထိရှိသွားပြီဗျအဲ့ဒီမှာအပေါ်ဘာသွားဖို့ဆိုပြီးဝင်လိုက်တော့ BOC မှာကျွန်တော်နောက်ထပ်စီအပြည့်ထည့်ရတယ်ဗျ35လီတာအဲ့တော့သူ့မှာကတော့စုံမခွဲတာမျိုးတော့မရှိဘူးဗျလာသမျှကားတော့သူတို့ဘက်ကနေပြီးတော့အဆင်ပြေအောင်လို့တော့အတက်နိုင်ဆိုပုံကြီးဆောင်ရွက်ပေးတယ်အဲ့တော့နောက်ဆုံးကိုကနေပြီးတော့ဘယ်မှမဖြစ်နိုင်တော့ဘူးဒုက္ခရောက်နေတယ်စုံမအတွက်လည်းစီရမရတော့6နာရီစီဆိုင်ကြီးအကုန်ပိတ်သွားတယ်ဆိုရင်တော့ BOC မှာသွားထည့်ပါဗျ BOC မှာတော့စုံမလည်းမရွေးပါဘူးဗျဒါပေမဲ့သူသတ်မှတ်ထားတဲ့လီတာကိုတော့သူပေးပါတယ်ဗျအတက်နိုင်ဆုံးစီချောင်းနာကတော့ကျွန်တော်တို့ကရန်ကုန်ကနေပြီးတော့ထွက်လာတဲ့အတွက်ကြောင့်မို့ဒီဖြူတို့ဘာတို့မှာတော့ကျွန်တော်တို့ကစီမထည့်ကြအောင်အနည်းဆုံးနေပြီးတော့မှာပဲထည့်ကြတယ်ဒါကြောင့်မလို့နေပြီးတော့မှာဟိုသွားတာစီမခတ်ခဲဦးဗျာစီမခတ်ခဲဦးဆိုတော့သူ့ဟာသူတွက်သွားလိုက်ငါဒီတနင်္လာနေ့မှာရန်ကုန်မှာထည့်သွားတယ်ဆိုပြီးကျန်တဲ့တိုင်းမှာတော့သူ့ဟာနဲ့သူသွားလို့ရတယ်ခီးရရှိသွားမဲ့လူတွေဆိုရင်တော့ကျွန်တော်အကြံပေးတာပေါ့
ရန်ကုန်မှာတလောက်ထည့်သွားတယ်နေပြည်တော်မှာတလောက်ထည့်သွားတယ်မန္တလေးတိုင်းမှာတလောက်ထည့်သွားတယ်ဆိုရင်စီအစစ်စစ်လေးထည့်သွားပြီးပြန်လာတဲ့အချိန်ကျရင်ဟဲငါဘာလို့ပြန်မရရလဲဆိုပြီးကိုယ်စိတ်ထဲမှာမထင်နဲ့ဘာလို့ပြန်မရရလဲဆိုတော့ကိုကတနင်္လာနေ့မှာဒီရန်ကုန်တို့နေပြည်တော်တို့မှာထည့်သွားတဲ့အတွက်ကြောင့်မလို့မန္တလေးမှာလဲလို့ပတ်လို့ပြန်လာပြီးတဲ့အချိန်မှာကိုနေပြည်တော်မှာပြန်ပြီးတော့ထည့်လိုက်တဲ့အချိန်ကျရင်စီမရတာမဟုတ်ဘူးကိုယ့်ရဲ့စီရတဲ့ limit ကတပတ်မကျော်လွန်သေးတဲ့အတွက်ကြောင့်မလို့ကိုတပတ်အတွင်းမှာထည့်ထားတဲ့ data လေးပြည့်နေလို့မရတာဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မို့စီကတော့မခတ်ခဲပါဘူးဗျနော်အခုကျွန်တော်အကြံပေးချင်တာကလမ်းမှာစုံမကတော့မခွဲပါဘူးသို့တော့စီဆိုင်မှာကတော့စုံမခွဲပါတယ်ဗျဒါပေမဲ့ BOC မှာကတော့စုံမမခွဲပါဘူးအဆင်ပြေအောင်ရောင်းပေးပါတယ်တိုင်းတိုင်းကြော်ရင်လည်းသူသတ်မှတ်တဲ့စီလီတာအပြည့်ကိုပြန်ရပါတယ်ဗျအဲ့ဒါကြောင့်မလို့ချိန်ပြီးတော့ခီးသွားဖို့ကျွန်တော်တို့အကြံပေးချင်ပါတယ်ဗျတချို့တွေကစုံမတွေအမြန်လမ်းမှာဖမ်းနေပါညာဆိုတာလေမဟုတ်ပါဘူးဗျဘာဖြစ်လို့လဲဆိုတော့ခီးသွားတဲ့အချိန်မှာတော့စုံဖြစ်မှဖြစ်တော့ခီးရတော့သွားကြမှာပဲဖမ်းကြတယ်ဆိုတာကတော့ဒါကောလာဟာလာလည်းဖြစ်မှာပေါ့နော်ဒါပေမဲ့တော့စီရတော့ကျွန်တော်အကြံပေးချင်တာက BOC မှလွဲရင်ကျန်တဲ့စီဆိုင်တွေမှာဆိုရင်တော့ညနေ6 နာရီဆိုရင်တော့စီဆိုင်ပိတ်ပါတယ်ဗျဒါကျွန်တော်ခရီးကိုချိန်ပြီးတော့သွားလို့ရအောင်ပြောပြပေးခြင်းဖြစ်ပါတယ်ညနေ6 နာရီဆိုရင်တော့စီဆိုင်တွေအကုန်ပိတ်ပါတယ်ဗျဒါပေမဲ့ BOC ကတော့မပိတ်ပါဘူးအဆင်ပြေအောင်လို့ဒါနောက်ဆုံးကြည့်အနေနဲ့ကိုခီးသွားလို့အဆင်ပြေအောင်လို့ချိန်လို့ရအောင်လို့ကျွန်တော်ပြောပြပေးခြင်းဖြစ်ပါတယ်ဗျအဲ့ဒါလေးကျွန်တော်ပြောပြပေးတာပါနော်ဇာကြီးလောက်တာတော့မဟုတ်ပါဘူးဗျနောက်ဗီဒီယိုမှာဘယ်လိုကားလေးတွေကိုကျွန်တော်တင်ဆက်ရောင်းပေးမလဲဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်လည်း